ဒီနေ့စီစဉ်ရအောင်မကောင်းညပိုကောင်းညောင်းပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ကျွန်တော်ရဲ့ဒါတင်နန်းနေလည်းဖြစ်တယ်ကျွန်တော်စီမှာလည်းတင်နန်းတက်ပြီးတော့လုပ်ပြီးထားတဲ့ဝင်ရအောင်နော်အဲ့ဒါကျွန်တော်ရဲ့မပေါ့နော်ညီမလေးကိုနာမည်လေးဆက်လို့ဆက်နော်ဟုတ်မနာမည်ကမတ်တောက်ခင်ပြပါရယ်ဒီတင်နန်းမှာလုံနေရအခုဆိုရင်၄လဝန်းကျင်လောက်တော့ရှိဟုတ်တင်နန်းကာလာပေါ့နော်တင်နန်းကာလာကြောင့်ဘာလို့ဟုတ်တင်နန်းကာလာ3လအောင်မှာဟိုအရှိမှလည်းအခြေခံရှိရတဲ့အတွက်ကြောင့်ဆရာကနေပြီးတော့ advance ဒီလုံးဝအဆင်ပြေတင်ခဲ့ရပါပေါ့နော်ဆိုတော့ကကြဒီတင်နန်းကြောင့်ဘလို့တင်နန်းမျိုးဘာဖြစ်သွားလဲဘယ်လိုမန်ဝဲတွေကိုထပ်ပြီးတော့လေ့လာမယ်ဆိုပြီးတော့ရှာကနေပြီးတော့ဆရာရဲ့ post ကိုတွေ့သွားပြီးတော့ interview လိုက်ဖြစ်ရကနေပြီးတော့ဆရာကနေပြီးတော့ဒီနေ့လာဖြစ်လို့ရတာဆိုတော့နောက်ရမှပဲအဆင်ပြေမယ်ဆိုပြီးနားရဲ့တေချာပြင်ဆင်ပြီးလာရင်အဲ့နေ့ညနေမှာလေအော်အမထခုံလိုက်သေးပြောပြီးတော့တင်နန်းဟိုပါ interview အောင်ထားပုံဆိုင်ကတင်ရတဲ့ခါကြတော့ရောဘယ်လိုဘောမရှိတာဘယ်လိုမျိုးရှိလဲပေါ့ဟုတ်ပါတော်ရှိရဆရာတို့ကလည်းအဲ့လိုမျိုးလူငယ်လဲဆန်နေပြီးရလို့ဆက်ဆက်ရအသေးစိတ်တေချာခီးဆိုင်နိုင်တယ်ဟိုကိုကကလည်းအစင်ကြော်ဖြတ်လာတဲ့လူတွေဆိုတော့တေးသေးချာချာအဲ့လိုမျိုးကြည့်ပေးရဆရာရဲ့အဲ့မှာအဲ့အပြင်အဲ့လုတ်ဖို့ကိုင်းမဲ့တရားလည်းအကုန်အစင်ပြေအကုန်လုံးဒရိုးဒရာမာပြီးရင်အဲ့တော့အချုပ်ချင်းတွေလည်းမရှိဘောပပပဲလူငယ်တွေကြီးပဲဆိုတော့ပို့ရအစင်ပြေဆရာဟုတ်ဆောနာကြတော့လုပ်ငန်းဝင်မှုရွေးချက်ရှိတာပေါ့ဆရာဟုတ်အစကနေကအဲ့လိုမျိုးစာရုံးမှာကနေကအဲ့လိုအစင်ပြေတော်ရင်လုပ်ငန်းခွင်ကိုလည်းထပ်ပြီးတော့အလုပ်ခန့်မယ်ဆိုပြီးပါတော့တေချာလောက်ရမယ်ပေါ့ဆရာခန့်အောင်လို့တေချာလောက်ရင်းနဲ့အလုပ်ရသွားလည်းအရန်ပြောရဟုတ်တော့ကြတာပြောမယ်ဆိုရင်တော့ဟိုဝါဒနာနဲ့အတမွေးကြီးနဲ့ရှင်းကြတော့တာပေါ့နော်ခရီးရနဲ့ဟုတ်တော့ကြတော့အဲ့လိုမျိုးဆောနာနဲ့ရွေးချက်ရှိနဲ့လာခဲ့တာပေါ့နော်ဟုတ်ရွေးချက်ရှိနဲ့လာခဲ့ဟုတ်ဒါကကြတော့နောက်ထပ်ရောဘယ်အထိပေါ့နော်ဒီတော့ကန်ဒီညာနဲ့ပတ်သက်ပြီးအေးတော့ပါမယ်လို့ယူထားတာလုံးဝဟိုဆရာတို့စီမှာအကြာကြီးကိုစိတ်ကူးထားရဲတို့တေချာအဆင်ပြေအဲ့ဘယ်လိုပြောရတယ်ဘယ်လိုမေးချင်ဟုတ်အဆင်ပြေမလားပြေတယ်ဗျာဘာလို့တိုင်းမှာပြောနေတာလုံးဝဆရာတို့စီမှာတော်တော်အဆင်ပြေပါတယ်တမီးကတော့ဒီအကြာကြီးအလုပ်သမားအနေနဲ့လည်းအကြာကြီးနေပါခြင်းနဲ့အလုပ်သမားလို့တော့မခံစားရဘူးကိုဒီမိသားစုပဲဟုတ်ဆရာတို့တွေမဟုတ်ဘဲနဲ့ဟုတ်ဆရာရဲ့ family ကအကုန်လုံးနေထွေးကြတယ်စိတ်ကောင်းလည်းရှိကြတယ်အကုန်အဆင်ပြေဒါကကြတော့ဒီမှာကြကိုတော့ဟုတ်တာ advance ပေါ့နော်ဆက်ပြီးတော့ဒါအခုဒါပြုတ်တင်တော့ကြတော့ပထမအတုပ်ပေါ့နော်ပညာဒါနအနေနဲ့ပထမအတုပ်ခေါ်လိုက်တာနေဒါပြည့်သွားတာပေါ့အခုဒါဒုတိယအတုပ်ခေါ်တယ်ပေါ့နော်ဒုတိယအတုပ်ခေါ်ဖို့တွေ့ရောဒါမဲ့တူတူရောမပြောချင်ဘူးဟုတ်လာခဲ့ပါလို့အရန်ကိုအဆင်ပြေပြီးတော့ဒီမှာ nutrient အားလုံး stress ဆိုရင်တော့မှဟိုဒီလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးနည်းနည်းပဲရှိရ channel stress ကဘာမှမရှိဘူးကိုကနေပေါ့ပေါ့ပါလေးပဲလောက်ရတယ်ပြီးရင်ပြောစရာကောင်းတယ်ပြောဝဲရှုံးရဲလဲဆရာကလောက်တယ်ပြီးရင်မွေးနေ့ပွဲဆိုလဲအမြဲတမ်းလာတိုင်းတယောက်တော့ကရှိနေတော့မွေးနေ့ပွဲလည်းဖြတ်တန်းရတယ်ပြီးအများကြီးပဲဒီဆရာဒီမှာဆရာတောက်ကလည်းဒေါက်တာဖြစ်တဲ့အတွက်ကျမကြီးကစားအကုန်လုံးအသေးစိတ်ကျူဆိုင်ပေးနိုင်တယ်ဟုတ်ကဲ့ကြတော့ဒီမှာကြတော့ပေါ့ဒီမှာကြဘာညာဆိုပြီးတော့ပေါ့နော်စက်တော့လိုက်ချာ knowledge ကျောင်းလောက်တာတွေနောက်အားရရှုံးနဲ့ဆရာမကလေးနဲ့ပတ်သက်တဲ့အားတွေပေါ့နော်တော့ငါတို့ကိုစာနေစောင့်ကြည့်ဦးစီးအောင်လုပ်နိုင်အောင်စိတ်ပြီးအဲ့ဒါဆရာဟုတ်ဟာတလားတစ်ခါလဲမီတင်လဲထိုင်နေ training တွေလဲဆင်းနေပြီးရင်ဒီလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့ဘူးတာတွေမဟုတ်ဘူးတခြားအပြင်မှာကိုကြုံတဲ့ဟာတွေရောလုံးဝ marketing မိုင်းတွေရောစိတ်ထားမဲ့အရာတွေရောပြီးရင်ဟုတ်တယ် mindset attitude တွေရောဆရာတို့ကသင်ပေးရယ်ပြီးရင်ဒီကိုဆက်ထုတ်တဲ့ဟာတွေမဟုတ်တခြားဒီကိုယ့်အကိုလုပ်ငန်းလုပ်ကင်နိုင်မယ်လုပ်ကင်မယ်ဆိုရင်တော့မှအဆင်ပြေနေအောင်လို့တခြားလေးဒီမှာသင်ပေးရယ်ညာနေပြီးတော့ဟိုဖတ်သွားပြီးတော့ဂျာနီယာမှာသွားပြီးလုပ်မယ်ဆိုတော့ပုံမှန်လုပ်ငန်းဖြစ်ဖြစ်ဒီဟိုတခြားလုပ်ငန်းတွေမှာပြီးသွားပြီးလုပ်ဖို့တောင်းပါဟုတ်တယ်ဆရာmindset တွေattitude တွေ knowledge တွေထားတယ်ချက်ပေးလိုက်တော့အဲ့ဒါလည်းဒီချက်တူပေါ့နော်အဲ့တော့ coach ညာနေထွက်သွားရင်လုံးဝကိုဒီမှာအနည်းကိုတက်သွားတာကိုကိုကျန်နေတော့ဒါလေးနည်းသွားတာဟုတ်ဒါစနေပြောကြတယ်အဲဒီမှာလာပြီးတော့တက်မယ်ပြင်မယ်ဆိုရင်လည်း
ဒီမှာဆိုလေအားနေချက်တွေရှိတယ်ပြောလို့ရတယ်ပြလို့ရတယ်ဒီကိုယ်တိုင်လည်းအားနေချက်တွေရှိမှဆိုရင်ပြုပြင်ရမယ်ကြောင်းနေရမယ်နော်အဲ့ဒါတော့နောက်လာမယ်တင်တယ်လို့ပြောတာအဲ့ဒါဆိုပြီးတော့ပြင်ဆင်ခဲ့ဖို့လိုတယ်ပေါ့နော်အဲ့ဒါအခုဆိုရင်တော့ဘယ်လောက်တိုင်းတာကိုပညာလေးပြန်ပြအားရမရှိရ ဟုတ်ရှိရဆရာအရင်ကဆိုအဲ့လိုမျိုးအသေးစိတ်ဒါကလုပ်ငန်းခွင်အစကနေဟိုစဉ်းနှန်းသားဖြစ်ကနေဟိုအသေးစိတ်ဒီလေးတွေဘယ်နှမ်းကဘလို့လိုအပ်တယ်ဘလို့မှ quality တစ်ခုရောက်မရဆိုတာတခြားရှင်းပြရဆိုအရင်တင်တန်းနေတော့ကလည်းသူ့ဟာနဲ့သူတက်မြောက်ခဲ့တယ်ဒါပေမဲ့ဒီမှာပို့ပြီးတော့တိတိကျကျဘလို့ချုပ်ရမယ်ဘလို့တည်တံ့လောက်ရမယ်ဘလို့ရောင်းနှန်းဝင်အောင်အနေထားတွေပါညာဆိုအကုန်လုံးတော်တော်ကြီးကိုပညာပို့ပြီးတော့ဟာဖြစ်တယ်လို့ပဲဟောပြီးရင်အိမ်စာရေးလက်စစ်ပေးမဲ့သူတွေကလည်းဘေးမှာဆရာအပြင်ကိုတခြားအများကြီးပြအဲ့လိုအမားတွေကလည်းတခြားအသေးစိတ်ကောင်းကောင်းမွန်မွန်နဲ့ရှင်းပြပြီးရဒီနေ့ဘလို့လိုတယ်ပါညာဆိုတော့ပို့ပြီးတော့ကိုမသိရတယ်အများကြီးပို့သိလာတယ် ဘိုင်းဖြစ်တယ် ဟုတ် တော့ခါကျတော့ဒီခုဘလိုလူမျိုးတွေလာပြီးတက်တင်လဲပေါ့ ဟုတ်အဲ တက်တင်တယ်လို့မရှင်းလဲ ဟုတ်အဲ့လုံးဝဒါယူတကယ်ဝါသနာပါပြီးတော့ကြတော့စိတ်လည်းရှိရမယ်တီးလည်းတီးခံနိုင်ရမယ်ပြီးရင်အဲ့လိုမျိုးသေချာပညာလိုချင်စိတ်ရှိပြီးတော့အလုပ်လည်းစိတ်မြင့်နိုင်တယ်ဒါကြီးကိုလုံးဝဟို ဒီ career နဲ့အတန်မွေး ဟုတ်အတန် လုံးဝကိုဆုံးဖြတ်ချက်ချတာ ဟုတ်တယ်ဆရာအဲ့လိုမျိုး ငွေကြီးရအဓိကမဟုတ်ဘူးအဓိကဒီဟာကိုတက်မြောက်ခြင်းဖို့ပဲ ဟုတ် ဒီစုပ်တဲ့ဒီဇိုင်နာပညာရဲဆိုတာကကြတော့ပတ်သက်ရှိတိုင်းလည်း ဟုတ် တက်ဘူးပတ်သက်မရှိလို့ကမတက်လိုက်လေရှင်ဆိုတာမဟုတ်ဘူးအဲ့တော့ဒီတင်နေနှလည်းအဲဒီစံရှိတာမရှိတာထက်တကယ်ဒီလုပ်ငန်းဒီပေါ်တော့ဒီ career နဲ့အတန်မွေးခြင်းရတာဒီ career မှာလုံးဝစိတ်ပါလက်ပါရှိရလားပေါ့အဲ့ဒီလူမျိုးတွေလာပြီးတော့ ဟုတ်တယ်လားဒီချိန်ကလည်းပြောချင် ရတယ်ပေးနေတာနော် ဟုတ် ဒါကတော့ဘာလို့ဒီဘိုးတို့ဒါတက်ပြရနေရတယ်ဒီကိုင်းမဲ့ဖက်ရှင်အောင်ပြန် collaborate လုပ်ပြီးတော့ဒါဒီနာမည် share နေမှာပေါ့နော်visit ကို free တင်ပေးမယ်ဒီအတိုင်းကိုတော့30% on net တင်ပေးမယ်လာပွဲတင်တဲ့ဟို chain လို့ရတယ်အချိန်ရလဲည7နာရီကနေ7နာရီခွဲဒီတရက်ကို2နာရီခွဲတင်မှာဆိုတော့ရုံးကြည့်ကြီးပဲ လွတ်တယ် လုပ်ချင်တယ်လွတ်ကြတော့ဟုတ်ဒီနေ့ချိန်ကြီးမြောက်ဆိုတဲ့လူတွေလည်းဖိုင်းရတယ်။ဒါမှလေးကြီးတကယ်ကြီးတဲ့ဒီကိုဘူပန်တောင်လို့ဟောပါအားရအောင်ဖိုင်းရတယ်။အဲ့တော့ဒီနေ့ information ဒီနေ့ဒါကျွန်တော်ရဲ့တင်တဲ့ညီမလေးနဲ့ကျွန်တော်လည်းဒါဒီ sharing လုပ်ပေးတဲ့တောင်းရလေးဖြစ်ပါတယ် ဟုတ် ။အားလုံးကို ဟုတ် ဒီနေ့လည်း အားလုံးကျေးဇူးများတင်ပါတယ်ရှင်